စီကိုအေးဆေးပဲလား အေးဆေးပဲကန်တွေ လီဗာပူးလည်းနိုင်ထားပြီနှစ်ပွဲဆက်လည်းနိုင်ထားပြီဆိုတော့ကျွန်တော်တို့ဒီ United နဲ့ Brighton ပွဲကိုပွဲကြိုသုံးသက်တဲ့ပုံစံမျိုးပြောသွားမယ်ပေါ့နော်အခုကအဆင့်ရတော့ဒီမှာနှစ်သင်းလုံးကအဆင့်9-10ဖြစ်နေရဲဆိုတော့ဒီပွဲအမှတ်နည်းလို့ရှိရင်အဆင့်ကပြုတ်ကျနေတယ်ပေါ့နော်ရှုံးတာပါလို့ရှိရင် Brighton ကအပေါ်တက်မယ်ပေါ့ဒါပေမဲ့မန်တယ်ပိုင်းကလေတော်တော်ကောင်းနေပြီနော် ကောင်းတယ် ဟို fan တွေရောနီးပြရောပရိသတ်ကောကစားသမားတွေရောလုံးဝပလန်ပွဲပြီးတော့အောင်ပွဲခံသွားတာလီဗာပူးနဲ့ Anfield မှာလာအားရစရာကြီး ဟိုဘက်ကတော့လက်ကလေးထောင်ကြနေတာမဟုတ် အဲ့လိုကြီးသူကမရတယ်ဘူးနော်နှစ်ပွဲဆက်နိုင်ပွဲရပြီတော့ဟိုသပင်ညှက်မယ်ဆိုတော့ဘေးတဲ့ညှက်ရတော့မယ်ပေါ့အဲ့လိုမျိုးနဲ့ဒါတော့ကလည်းတင်းပြီးတော့9ပွဲလောက်သာအနိုင်ယူမယ်ဆိုရင်ကျွန်တော်ကလည်း hype ပေးရမလားအဆင့်4ကိုမှန်းနိုင်တော့မယ်အခုဒီမှာကြည့်ဗျာလီဗာပူးကအဆင့်3ပါပေါ့နော်အဲ့ဒါ15မှတ် United က9မှာ73မှတ်ဆိုတော့2မှတ်ပဲကွာနောက်2ပွဲ3ပွဲပဲနိုင်သေးရမလားအဆင့်ကတက်တော်မှာလीဟုတ်ပါ ပြီးတော့ကျွန်တော်ကဒီ international break နဲ့တော်တော်ဝေးမှာပါနော် international break ပြီးပြန်စတဲ့ပုံစံမျိုးမှာနိုင်ပွဲရတာဆိုတော့လीဟိုသိရမလားမိုမန်တန်ကဗျာကောင်းတယ်ဗျာဒီမှာအချိန်နဲ့သွားလို့ရှိရင်လीအဲ့ဒါရတော်တော်မိုက်တယ်နော် ဟုတ်တယ်ကျွန်တော်တခုပဲတတိထားအောင်ကြောက်တာပေါ့ဘာလို့လဲဆိုကိုတင်က form ကောင်းနေပြီဆိုတော့အဲ့အရေးပါတဲ့နေရာကကစားမတရားကနာပြီပဲအဲ့ဒါရကြောက် ဟုတ်တယ်ဒါပေမဲ့ဒီပွဲမှာနည်း red ဟိုလी yellow flag ပြနေတဲ့တယောက်ရှိရသေးလားကာစီမီရိုလीဟိုပြတယ်ဒါကတော့ကျွန်တော်ဟို press conference စောင့်ရမှာပေါ့တွေ့လားမကာစီမီရိုဂျောက်ဘူးဆိုပြီးပြတယ်သူ fitness ပိုင်းဘာဖြစ်လဲမသိဘူးလေချာကတော့မပါဘူးဆိုပေမဲ့သူက group training လာတော့မှာgroup training လာပြီးရင်တော့သူမကြောက်ဘူးပေါ့နော်ဆိုတော့ကျန်တာကတော့ဒါအရင်ပွဲလူစင်းအတိုင်းပဲဖြစ်မလားလို့ကျွန်တော်နည်းဟောပေါ့ပွဲကြိုပြောရင်းနဲ့ကြည့်ကြပါပေါ့နော်ဆိုတော့ပွဲကြိုတုံးတက်ချက်စလိုက်မယ်ပေါ့နော်အဲ့တော့ဒီပွဲကိုလေအဲ့ tactical တွေကအစဟိုစိတ်ဝင်စားနေကြရရှိရဗျာချိန်တော့ဆိုရင်တဲ့မှာ United ပွဲဆိုရင်အဲ့ Nice နဲ့တုံးတက်တဲ့သူတွေကတိတ်မကြိုက်ဘူးဗျာဒီပွဲကိုတော့သဘောကျနေကြရရှိဘာဖြစ်လဲဆိုတော့ဒါဟိုသူကဒီနီးဗျူဟာပိုင်း philosophy နဲ့ပေါ့နော်ဒီလက်ရှိ form တွေကိုအခြေခံတဲ့ဒါခေတ်သစ် Premier League ပြန်ဆိုင်မှုတစ်ခုဆိုပြီးခေါင်းစဉ်တက်တာရှိရဗျာဆိုဘာဖြစ်လို့လဲဆိုတော့တဲ့သူကအင်္ဂလိပ်ဘောလုံးလောကမှာနီးဗျူဟာပိုင်းဒီ single ပြောင်းလဲမှုတွေဒီ evolution တွေရှိရပေါ့နော်အဲ့မှာ Amorim ကအခုချိန်မှာဒီ hybrid pressing position ပုံစံကစားနေတယ် Hazard လည်းသူကဒီသူ့ရဲ့ fluid position နဲ့ rotation တွေနဲ့ဒီပွဲရဲ့ဒီနီးဗျူဟာပိုင်းဆိုင်ရာအားပြိုင်မှုကိုကြည့်ချင်ကြရတယ်ပေါ့နော်ဆိုပြီးသုံးသက်တာတွေကိုတွေ့ထားရပေါ့စီကူးနေနေရကြတော့ဒီပွဲမှာကြတော့မကန်ခင်မှာဘယ်လို feeling ရလဲပြီးတော့ဘယ်လိုထင်လဲပေါ့နော်မကန်ခင်မှာဘာတွေပြောချင်လဲပေါ့လောက်ပါ feeling ကတော်တော်လေးကောင်းနေတာပေါ့ဒီပွဲကိုလည်းအဲ့လိုငါတို့ကဒီအရင်ရာသီတော့လောက်ကန်လိုမျိုးဒီ Old Trafford မှာပိုက်တာကိုရေးဆိုင်လိုမျိုးအဲ့လိုဖျော်ဖြေတွေပိုင်းဖြစ်နေမဲ့ခံစားချက်မျိုးတော့ဟုတ်မနေတော်တော်လေးကို fresh ဖြစ်တယ်ပေါ့ကောင်းကောင်းမွန်မွန်ပြန်ပြီးတော့ကန်နိုင်တယ်ပေါ့အဲ့လိုကောင်းကောင်းမွန်မွန်အဲ့ခံနိုင်မယ်အဲ့လိုခံစားချက်မျိုးရတယ်ပေါ့ဘာတွေပြောချင်လဲဆိုတော့ဒီ United နဲ့ Brighton ကဒီ Premier League မှာပေါ့နော်နောက်ဆုံး10ပွဲပေါ့10ပွဲမှာလုံးဝတည်မကြတော့ Brighton နိုင်တယ်မနိုင် United ကကြိတ်ဆိုအဲ့လိုပုံစံမျိုးတွေဖြစ်နေပေါ့နော်ဒီပွဲကိုတော့အဲ့လိုပြောဥပမာလေးတစ်ခုပြောရရင်တော့ဒီအရှင်အောင်ပြင်းမောင်းလာတဲ့အဲ့လိုပေါ့ဂျတာနစီတိုက်လို့ရှိရင်အဲ့လိုဖြစ်တဲ့ခံစားချက်မျိုးပေါ့အဲ့လိုပုံတိုင်းကျဲကြီးပေါ့အဲ့လိုတော့အဲ့လို play ပေါ့နော် play ပိုင်းရှင်လာပေါ့အဲ့လိုမျိုးထင်မှာမြန်မာစင်ဆိုင်နဲ့ကြည့်ရမယ်လို့ထင်တယ်ကိုရီးယားတော့အရင်မများလာဘူးလို့ထင်တယ်ပေါ့ကျွန်တော် United fan မလို့ United နိုင်မယ်လို့ပြောရမှာမဟုတ်ဘူးဒီပွဲ United နိုင်တယ်ပေါ့နော်1-0လောက်နဲ့ပဲ1-2-0လောက်နဲ့ပဲနိုင်နိုင်တာမျိုးတွေတွေ့ရဇီကိုက head to head အကြောင်းပြောလို့လေအဲ့ head to head အရာလေနောက်ပိုင်းတွေ့ဆုံမှုတွေမှာ United ကမတာဘူးနော် Brighton ကတာနေအဲ့ဒါကြီးတော်တော်စားရယ်နော် Brighton ကဗျာUnited နဲ့ကစားတဲ့နောက်ဆုံး Premier League 9ပွဲမှာ6ပွဲနိုင်တယ်တဲ့ပြီးတော့ Old Trafford မှာကစားတဲ့နောက်ဆုံး3ပွဲလုံးလည်း Brighton ကနိုင်တာဆိုတော့အဲ့ဒါကြီးကဘာလဲပေါ့ဒီဘဲတွေကစားရယ်ပေါ့နော်ဒါလည်းဟို Amorim နဲ့ Ten Hag နဲ့2ယောက်ပေါင်းပြီးလောင်းကြော်ခဲ့တဲ့စတက်ကြီးဖြစ်နေတာဗျာဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ record မျိုးနောက်ဆုံးလုပ်ခဲ့တဲ့အသင်းက Man City က1968နဲ့1982မှာလုပ်ခဲ့တာဗျာအဲ့ဒီကာလတုန်းက Man City က United ကို9ပွဲဆက်နိုင်တယ်အဲ့စံချိန်နောက်ပွဲမှာဘယ်ကလပ်အသင်းကမှအဲ့လိုမလုံးနိုင်ဘူး Brighton ကအခု Old Trafford မှာနောက်ဆုံး3ပွဲဆက်နိုင်ရဆိုတော့ဒါကြီးကမခံလေးစားဗျာတဲ့မှာကျွန်တော်ဒီပွဲမှာတော့ဒီအသင်းကိုနိုင်ချင်တယ်ပေါ့နော်အဲ့လို stat တွေကြောင်းကျွန်တော်ကနိုင်ချင်တာဗျာမနစ်ကဆိုလဲမနစ်ကဆိုတာမနစ်ကရာပြီပေါ့နော်ဟိုပွဲကတော့ January တုန်းကစားခဲ့တာအဲ့မှာဆိုလဲဒီမင်းတာတို့မီတိုမာတို့ရတာတို့ဂိုးတွေသွင်းတယ်3-1နဲ့နိုင်သွားတယ်ပြီးတော့သူတို့အရန်အကြီးကြီးအောင်ပွဲခံတယ်ပေါ့နော်ဆိုတော့ဒီတစ်ခါမှာတော့နိုင်ချင်တယ်ဒါပေမဲ့
ကျွန်တော်တွေးတာလေဒီ Brighton မှာ can sit ပိုင်းအားနေတယ်နော်ဒီတစ်ခေါက်လေ can sit ပိုင်းမကောင်းဘူးလို့ရှင်အဲစီကူသူတို့ဟို defense နဲ့ပတ်သက်ပြီးပြောကြည့်ပါလား Brighton ခန်းစစ်လဲမကောင်းဆိုတော့United လို့ပါပဲကျွန်တော်တွေးလောက်တော့သူတို့ကအဓိကကတော့ဒီ cardio glue တို့ wafer တို့အဲ့လိုဝင်ဖာပြီးတော့ဆော့နေရတော့လည်းပါမယ်တင်တကယ်ဆိုရင် wafer ဆိုလို့ရှိရင် right back စစ်ဆော့ရတဲ့ကောင်မှမဟုတ်ဘူးလေသူ့မှာဒီ Valman ရှိမယ်ပေါ့အဲ့လိုကောင်မှမျိုးရှိရပေါ့အရင်တော့ဆို lamp day တို့ပါဆော့ရပေါ့အဲ့လိုကောင်မှမျိုးမဟုတ်ဘဲနဲ့ဒီ wafer ကြီးကို natural စစ်မောက်တဲ့ wafer ကြီးကိုတုံးနေအဲ့ဆိုကျွန်တော်အဲ့တော့တိတ်ပြီးတော့သဘောမကျဘူးပေါ့နော်Dunk နဲ့ Van Hagi ကတော့ငြိမ်တယ်လို့ထင်တာပဲသူတို့ကတော့ပုံမှန်ပါမနေ့ကလည်းလက်တွဲပဲဆိုတော့လေUnited လို့ပါပဲအရင်ကတော့အဲ့လိုမျိုးတော့မထင်ပါဘူးစိုးနေလို့တော့ကျွန်တော်မြင်ရကြတော့နည်းနည်းစိုးတာပေါ့နော်နည်းနည်းစိုးရဆိုတော့ဗျာဘယ်လိုတွေးလိုက်ကြလဲဆိုတော့ကျွန်တော် clean sheet နဲ့တွက်လိုက်တာဗျာသိမလားဟို FPL ဆော့တဲ့သူအနေနဲ့တွက်လို့ရှိရင် Brighton ကစားသမားဆို clean sheet မြင်ရကြမယ်ခဲ့တယ်ဇီကူ Brighton နောက်ဆုံး clean sheet ရခဲ့တာဘယ်တော့မှလည်းမှတ်မိလားကျွန်တော်မမှတ်မိဘူးအဲ့လိုဖြစ်နေတာဗျာဆိုတော့ကျွန်တော် stat သွားကြည့်လိုက်မယ်ပေါ့နော် Brighton Premier League နောက်ဆုံးပွဲ20မှာ clean sheet ရတာတပွဲပဲရှိတယ်တဲ့ဒါမဲ့လို့ तू ကဟိုရှုံးပွဲတော့နေတယ်ပေါ့နော်နောက်ဆုံး73ပွဲမှာ तू က2ပွဲပဲရှုံးထားတယ်9ပွဲနိုင်4ပွဲတည်ဆိုတော့အဲ့အပြင်ကို तू ကနောက်ဆုံးပွဲမှာဟိုနိုင်ခဲ့တာနော် Newcastle ကိုလာမသိနိုင်လိုက်တာတဲ့ဟုတ်တယ်သူတို့က clean sheet ရောအဲ့လိုမျိုးပေါ့ဘယ်လိုပြောမလဲ pragmatic ဆန်ဆော့တဲ့အတင်းတော့မဟုတ်ဘူးပေါ့သူတို့ကတိုက်ချာရှိတိုက်လိုက်မယ်ခိုးလေးလည်းပေးလိုက်မယ်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့လိုမျိုးဆိုတော့ clean sheet ကတော့ရှားတာပေါ့နော်ဟွာဖြစ်တာလीဟုတ်တယ်လူငယ်တွေပေါ့နော်လူငယ်တွေကိုဦးစားပေးပြီးတော့အချိန်တန်ရောင်းစားမယ်ပါညာပါအဲ့မှာ stat တစ်ခုလည်းရှိရလေ तू ကဟို Chelsea ပြီးလို့ရှိရင်ဒီပြိုင်ပွဲမှာ तू ကပြန်မြအသက်အငယ်ဆုံးကစားသမားဆိုတာလေအဲ့ဒါလည်းဒါတော့ Weber ကြီးပါနေလို့နော် Weber နဲ့ကြည့်လိုက်ရင်ဒီမှာကြည့် Weber နဲ့ကလေးတက်တိုက်နဲ့အဲ့လိုဖြစ်နေတာဒါတော့မှ तू ကပြန်မြအသက်အငယ်ဆုံးကစားသမား17ယောက်ဖြစ်နေတယ်ပေါ့နော် Chelsea ပြီးလို့ရှိရင်ဒါပေမဲ့အဲ့ဒီလူငယ်တွေရဲ့အားနဲ့ပဲဒီရာဒီ10ပွဲကနေ12မှတ်စုဆောင်းထားတဲ့အတွက်ဟို rhythm ကောင်းနေပေါ့ဒီမှာ Weber အကြောင်းတော့ပြောမှာပေါ့နော် Weber အကြောင်းဆိုတော့ Weber ကလေပုံစံကောင်းပြနေရနော်ဒီဘက်ကဟိုကိုရီနဲ့တွေ့ကနီးလို့များစွတ်သွင်းနေတာမကြည့်ရောဟုတ်တယ်ဘက်ကနီးဆိုလာပြီအေးဟုတ်တယ် Newcastle ချက်စီကိုလည်းနှစ်ကူအဲ့လိုကြီးဖြစ်နေတာဒီဘက်ကဟုတ်တော့3ပွဲမှာ4ကူဖြစ်နေတာပေါ့နော်ဆိုတော့အဲ့ stat ကဘယ်လောက်ကျန်လဲဆိုတော့သူ့ရဲ့လွန်ခဲ့တဲ့15ပွဲပေါင်းသွင်းကူထပ်ပူများတယ်တဲ့ကြည့်အောင်အဲ့3ပွဲပေါင်း4ကူကဆိုတော့ Brighton ရဲ့တိုက်စစ်မှာ Weber ကလည်းအရေးပါလာတယ်ဟိုထဲမှာပေါ့နော်ပြိုင်ဘက် box ထဲမှာပြီးရင်ဟိုဘက်ကသူ့ကိုဖန်တီးပြီးမဲ့ဒီမင်းသားနဲ့ဒီမီတိုမာတို့ကတာလည်းရှိတယ်ပေါ့ဒါပေမဲ့သူတို့မှာနော် injury တွေရှိနေတယ်တိလားဟုတ်တယ်တော်တော်များဗျနောက်ကျွန်တော်မီတိုမာထောက်ကြည့်လိုက်အောင် Brighton ကတော့အဲ့ FPL မှာမရွေးပြတာနဲ့တိတာတယ်သူ့ကိုလေ follow မလုပ်ဖြစ်တော့ဘူးအဲ့လိုကြီးဖြစ်သွားဟုတ်တယ်ဝေးနေတယ်လို့ခံစားရတယ်ဟုတ်တယ်ဟိုဗာလဲကျွန်တော် group ထဲမှာဟိုတယောက်ရွေးတယ်လေမင်းသားကိုကျွန်တော်ရွေးရတယ်သူ့ကိုရွေးတဲ့သူပဲရှိတယ်ဗျာကျွန်တော်မီတိုမာတို့ဘာလို့ဆိုတိတ်မရွေးတော့ဘူးပေါ့နော်အဲ့လိုဖြစ်နေတာဟုတ်ပါအရင်တော့ဆိုဟိုရွေးရလေ Estupinian တို့ပါရွေးပြီးတော့အဲ့ကောင်နေမရှိတော့နောက်ပိုင်းဘယ်သူမှမရွေးတော့တော် rotate ကအရန်လုံနေရဆိုနေအောင်လို့ဆိုမီတိုမာဘာဖြစ်သွားလဲဆိုတော့6ရောက်ခံရပါလားတဲ့ကျွန်တော်ကြည့်လိုက်တာသူကအောက်တိုဘာ2ရက်မှာပြန်လာနိုင်တယ်ဆိုတော့ဟုတ်ပါအောက်တိုဘာ2ရက်မှာခံရပါလားဆိုတော့မသေးကြဘူးပေါ့နော်မီတိုမာအဲ့လိုရှိတယ်ဒါတော့ press conference မှာသူတို့ပြောရင်တော့စောင့်ကြည့်ရမှာပေါ့နော်ဆိုတော့တမိုင်းချောင်းရဆိုတော့တမိုင်းချောင်းဆိုတာဒီနောက်ဆုံးတွေ့ဆုံမှုတွေရတော့ Brighton ကမတာဘူးပေါ့နော်ဆိုတော့ဒီတစ်ခါတွေ့ရင်ရောပေါ့ဒီတစ်ခါတွေ့ရင်ရောအဲ့လိုဘယ်လိုကစားပုံတွေနဲ့ဘယ်လိုတွေဖြစ်လာနိုင်လို့ထင်တော့ပေါ့နော်ကွင်းထဲမှာအဲ့စီကူဘယ်လိုမြင်ကွင်းထဲမှာတော့သူတို့ဘယ်လိုပြောရမလဲဒါအမားနဲ့အောင်ဆော့လာမယ်လို့ထင်တယ်ပေါ့ခိုင်းလို့မဟုတ်ပဲနဲ့လေဘာလို့လဲဆိုတော့ဒီ United က found ရလဲကောင်းလာပြီ Brighton ကလည်း found လေးကမစိုးဘူးပေါ့နော်အဲ့တော့အဲ့လိုအသင်းတွေထိတိုက်တွေ့ပြီဆိုရင်သူတို့အမားကိုစောင့်ပြီးတော့ဆော့တတ်ကြပြီအရင်တော့ United ကBrighton ကိုညာဒီအစပွဲတွေမှာတွေ့တာများတယ်ပေါ့နော်အဲ့ကကြတော့ဖြစ်သလိုကြီးဆော့ချလိုက်တယ်အဓိကကတော့ဒီတန်းဟက်လက်ထက်ပေါ့မှားများတော့ဗာပြစ်လဲဆိုဟိုကတစ်ချက်နှစ်ချက်သုံးချက်လောက်ထိအောင်နဲ့ဒုံဆိုပြီးတွင်းချလိုက်တဲ့အမျိုးလဲတွေ့ရပါတော့အဲ့ဒါတတိရင်းနဲ့ပေါ့နော်အခုတော့ကျွန်တော်ထင်ရပါတော့အဲ့လိုဖြစ်လာနိုင်မယ်လို့တော့မထင်တော့ဘူးဗာလဲဆိုဒီအလဲဒီကာဇင်နဲ့ဘရူနိုအတွဲလေးကလည်းမစိုးဘူးပေါ့နော်အရင်ထက်ကိုတော့ impact ဖြစ်လာတယ်ပြီးတော့ဒီကိုယ်မတဲ့ Lemans ကလည်းရက်ကွက်စလာနဲ့ပြောရရင်ဒီဖုန်းတစ်ခုမဖြစ်နေဘူးပေါ့နော်ဒီနောက်တန်း3ယောက်ကလည်းတဖြည်းဖြည်းနဲ့ပို့ပြီးတော့ကျစ်လစ်လာတယ်လို့တွေ့ရတယ်ပေါ့နော်ဒီလူရှော်တို့ဘာလို့အစားပေါ့
ပုံစံကောင်းလေးဖြစ်လာတယ်အဲ့တော့ United ဘက်ကတော့အမှားနည်းနိုင်တယ်နေအောင်ဆော့ပြီးတော့အဲ့လိုမျိုးဆော့မယ်လို့ထင်တာပဲ ဟုတ်တယ်နော်ကိုသမားဆိုကျွန်တော်တို့ကငါတို့ကိုသမားကိုဘယ်လောက်ရှီမှန်းထားလဲလို့လာပြီးလို့ရှိရင်စီကူပြောသလိုဖုန်းတကူမဖြစ်ရင်ရပါပြီကွာလို့ပါအဲ့လိုပြောလို့ဖြစ်ဟုတ်ပါဘူး तू ကကောင်းပါလေတဲ့မှာဖုန်းတကူမဖြစ်ဘူးကာကွယ်မှုတွေလည်းလုပ်တယ်ဆိုတော့အသင်းနဲ့ပူပေါင်းပြီးတော့ကစားနိုင်ဆိုဘယ်လောက်ထိကောင်းလာမလဲဆိုတော့စောင့်ကြည့်ရမှာပေါ့နော်နှစ်ပွဲမှာတော့အဆင်ပြေသွားပြီဆိုတော့အသင်းကလည်းကောင်းလို့ तू ကလည်းလိုက်ကောင်းနေရလားပေါ့ဒါတော့သူ့ကြောင့်လည်းအသင်းကကောင်းတာလည်းဖြစ်နိုင်တာပဲလေဆိုတော့ရေရှည်တော့စောင့်ကြည့်ရမှာပေါ့နော်အဲ့မှာစီကူပြောတဲ့ United ဖုန်းကောင်းနေတယ်ဆိုတာဟုတ်တယ်နော်နှစ်ပွဲစတိုင်းနိုင်ပွဲဗျာ back to back လည်းပထမဆုံးရတယ်အဲ့အပြင်ဟိုအင်ကွင်းမှာအချိန်ကောင်းနေဗျာဒီမှာဆိုရင် United ကအင်ကွင်းကိုကြည့်လိုက်ဗျာ Chelsea ကိုနိုင်တယ်စန်နာလန်ကိုနိုင်တယ် Liverpool ကိုနိုင်တယ်အဲ့ဒါကြီးကစတိုင်းဆိုတော့ပြန်စဉ်းစားမိတယ်ပေါ့နော်ငါတို့အင်ကွင်းမှာအဲ့လိုစတိုင်းနိုင်ပွဲ၃ပွဲစတိုင်းနိုင်ပွဲရဖို့ဘယ်လောက်စောင့်ခဲ့ရပါလားဆို2023နှစ်စကြရဗျာဆိုတော့ကြာပြီဗျာ2023နှစ်စဆိုတော့ကျွန်တော်ဟိုကာလင်းဖလားလေးအချိုးကြီးဖလားရတဲ့ကာလဟိုဘာစီလိုနာကို Rashford ကို Anthony တို့ကိုဝင်းနေတယ်မလားအန်တိုနီရဲ့ကိုယ်နဲ့နိုင်တဲ့ကာလဗျာဆိုအဲ့ကလေးကမရတော့တဲ့အင်ကွင်း၃ပွဲစနိုင်ပွဲကအခုမှပြန်ရခါလားဆိုတော့ဒီပွဲအတွက်ကလည်းပဲအင်ကွင်းမှာဆိုတော့ကောင်းနိုင်တယ်ပေါ့နော်အဲ့ပြင် Bruno ပေါ့နော် Bruno လည်းပြောချင်တယ် Bruno ကဒီရာဒီမှာသူက penalty တော့လွဲတယ်ဒါပေမဲ့လို့ဒီနှစ်ကိုးသွင်းတကိုးဖန်တီးဆိုတာတွေကသူ့ရဲ့ goal involvement တွေကအဲ့ Premier League အမချုပ်မှတ်ကိုသူကဓာတ်ရိုက်ရယူပေးနိုင်ခဲ့တယ်တဲ့ ice tag ကပြောရရင်ဟို Semenyo တို့ Jack Grealish တို့ပြီးလို့ရှိရင် Bruno ရဲ့ pattern ကတော်ကောင်းတယ်ပေါ့နော်ဆိုတော့ Bruno သွင်းလိုက်လို့ရှိရင်ဘိုးပန်တီးပြလိုက်လို့ရှိရင်အဲ့ကိုကလုံးဝအရေးပါတဲ့ crucial goal တွေဖြစ်နေတယ်ပေါ့နော်ဆိုတော့ United မှာ Bruno ရဲ့အရေးပါမှုရတယ်ဒါဆက်ရှိနေအောင်ပါပဲပေါ့ဒီပွဲမှာလည်း Bruno ကလို့အရင်တိုင်းပဲနောက်ကနေပြီးတော့ပဲနေမလားဒါမှမဟုတ်လို့ရှိရင် Bruno goal တွေပါမြင်ရမယ်လို့ထင်တာ ဒီပွဲကတော့ကျွန်တော်ထင်တော့မမြင်ရလောက်ဘူးလို့ထင်တာပဲဒီအဓိကတော့သူတို့ကကွင်းလည်အပြန်ရမယ်လေကွင်းလည်အပြန်ရမယ်ဆိုတော့ကျူရဲဖြစ်လာမယ်ဆိုတော့ဘရူနိုလည်းနည်းနည်းဆော့အကြက်မလားလို့လေအဲ့လိုလေးတော့မြင်တယ်ဒီကတော့ဒီမောင်းတို့ကုညာတို့အဲ့လို brand တွေ share မြင်ရမယ်ပွင့်မိုးကန်ခွင့်တွေရမယ်အဲ့လိုမျိုးလေးတော့မြင်တယ်နေနော်နှစ်သင်းလုံးကလည်းတည်ငြိမ်နေတယ်အမိုရင်းအသင်းကလည်းလုံးဝ compact vertical ပုံစံနဲ့နည်းနည်းအခြေတည်လာတဲ့ပုံစံမျိုးလေးမြင်ရတယ်ပြီးတော့ကုညာ pressing လုပ်တယ်အမ်ဘူမူ finishing တွေကောင်းနေတယ်ဒီ3-4-2-1နဲ့ရွှေ့စပြီးလက်ခံစားပြုလာပြီးပေါ့အသင်းစည်းလုံးမှုတွေလည်းကောင်းလာပြီးတော့ဒီပွဲကြည့်ကောင်းတော့မှာပေါ့နော် Brighton ကလည်းနောက်ပိုင်းပွဲတွေမှာတော်တော်ကောင်းလာရယ်နော်ဟွာဗာလဲ၄ပွဲစတိုက်ရှုံးပွဲမရှိဘူးပေါ့နော် Brighton ကဟုတ်တယ်ဆိုတော့ဒီပွဲမှာလည်းသူကလှုပ်ပြခြင်းအောင်မှာပဲဖြစ်နေဆိုတော့ဒီပွဲကတော့စနေညမှာကံပါပေါ့အဲ့ဆိုဟွာစီကူ line ကလေးရွေးကြည့်ရအောင်လေဟုတ်ရွေးကြမယ်ဘသူထည့်ခြင်းလဲပေါ့ကိုသမားတော့ဆန်နာလာမင်းလေးပဲထည့်လိုက်တော့ပေါ့နော်လာမင်းလေးပဲဒါလီဗာပူးနဲ့ပွဲမှာတော့ကျွန်တော်ကတိတ်မယုံသူဘယင်ဓာကြီးပဲသုံးလိုက်ရင်ဘယ်လိုလုပ်မလဲပေါ့အတွေ့အကြုံမရှိဘူးပေါ့အဲ့လိုမျိုးပြောနေဆိုတော့အဲ့ဆိုစီကူတီ3ယောက်မှာဘယ်သူရေးခြင်းမလဲပြောပါဒါကျွန်တော်ရေးဆိုတော့ CC ဟုတ်ကိုရေးလေကို SCB ရေးလာshort ထည့်မယ်လေ short ထည့်မယ်လေတဲ့လူ short ပဲဆက်ပြီးထည့်ရမယ်ဒီနေ့သူ့ form နဲ့ဟိုတပတ်တပွဲလည်းဖြစ်တယ်ဂျားရက်ပွဲလည်းမရှိဘူးဆိုတော့လေသူပဲရှိရဟုတ်တယ်အရင်ပွဲတော့ကလည်းသူဒါတော့ဟိုကအရင်ကောင်းတာမျိုးမမြင်ရဘူးဆိုရင်လည်းပဲလူ short ကိုအဲ့နေရာမှာဆက်ပြီးတော့အမှားမလုံးအဲ့လိုမျိုးလေးထားတင်တယ်လို့ထင်တယ်ပေါ့နော်ပြီးတော့ဒီနေရာမှာဆိုရင်ကျွန်တော်ကဒီမက်ကွိုင်းယာတို့ဒီလစ်တို့ဂျိုရိုတို့ပေါ့နော်အဲ့လိုမျိုးရွေးစရာရှိရဲဆိုတော့ဘသူ့ကိုရွေးခြင်းလဲပေါ့မကွိုင်းရပဲပေါ့မကွိုင်းရလေးက motivation နဲ့ရနေဆိုမကွိုင်းရသူကအဲ့စာချုပ်တက်တန်းကိုသူတိုးချင်တာပေါ့နော်အဲ့ဒါကျတော့ဟိုသတင်းတွေကတော့ကစားသမားဘက်ကလွှင့်တာလည်းဖြစ်နိုင်တယ်အေဂျင့်နဲ့အသင်းဘက်ကလွှင့်တာလည်းဖြစ်နိုင်တယ်ပေါ့ဆိုတော့မကွိုင်းရအသင်းမှာဆက်နေလို့ရှိရင်လာစာလျှော့ယူရမယ်ပြီးရင်ကစားကွင်းရတော့လျှော့မယ်ပေါ့နော်တခြားအသင်းကိုသွားရင်လည်းပဲလာစာတော့လျှော့ယူရမှာပဲဒါပေမဲ့ကစားကွင်းတော့ပုံမှန်ရမယ်ပေါ့ဆိုတော့မကွိုင်းရဘာဆက်လုပ်ချင်လဲဆိုတော့ तू ကတော့လောလောဆယ်တော့အသင်းမှာဆက်ရှိချင်တဲ့ပုံစံမျိုးပဲ तू ကပြနေရပေါ့နော်ဆိုတော့အသင်းဘက်က तू ကမီးစိမ်းပြမယ်အချိန်ကိုစောင့်နေတာဟောဒါဟို update သတင်းအနေနဲ့ပေါ့နော်အရင်ပွဲမှာလည်း तू captain လက်ပတ်နဲ့ပြန်မြင်ရတော့သူ့ကြည့်ပြီးတော့အဲ့မှာခံစားရတယ်ပေါ့နော်ပျော်ရွှင်မှုကိုခံစားရတယ်ပေါ့ဆိုတော့ okay ဒီမှာဒီနေရာကဘာသူပေးမလဲပေါ့ဒီနေရာတော့ပါပေါ့ဒီလစ်ပဲအကောင့်ဆုံးပဲနေရာဒီလစ်ကလည်းသူကဟိုစိတ်သက်ကတက်ကြွနေရပေါ့နော်သူကအင်တာဗျူးတွေမှာဆိုရင်သူ့ရဲ့အကောင့်ဆုံးအသက်အရွယ်ကိုရောက်တော့မယ်သူပူကောင်းတော့မယ်သူကငယ်လေးကကစားလာတာသူက leadership လည်းကောင်းတယ်ဘာညာပြီးသူကြွယ်ရတယ်ဗျာ Sky Sports ဆိုပေါ့နေအင်တာဗျူးတွေတောက်လျှောက်လုပ်နေဆိုတော့ကျွန်တော်ရွေးတာ3-4-1ဖြစ်နေเนาะအဲ့ဒါမှာ3-4-2-1ဖြစ်ရမှာ
ဟုတ်တယ် အဲ့ဆိုမှန်သွားပြီနော်အဲ့ဆိုရင်ဒီနေရာလေးပေးကြမယ်နော် ဒီနေရာကကြတော့ကျွန်တော်အမြင်ရတော့သူကခုနပြောလို့အမားနဲ့နိုင်တယ်များနေအောင်ဆော့အောင်မယ်ဆိုတော့ကျွန်တော်ဒေါ်ခုတော့မရွေးချင်ဘူးဒါတော့ကတော့ပို့ပြီးတော့တင့်တော်မယ်လို့ထင်တယ် ကျွန်တော်အဲ့လီဗာပူးနဲ့ပွဲမှာဒါလော့တိတ်မကြဒါလော့ကနည်းနည်းပြာနေတယ်လို့သူနဲ့ပဲမလိုက် ပြာ ဒါ တော့ ပေမဲ့ ပြာနော် ဒါပေမဲ့အဲ့ဒါလော့ကြီးကိုထားပြီးတော့ဒီဘက်မှာသွားထားဆိုရင်လေအဲ့ဘဲအာမက်လောက်မကောင်း ဟုတ်တယ် ဒီနေရာအာမက်ဗျာဒီနေရာအာမက်ထည့်လိုက်တော့မှရလား ရထည့်လိုက်တော့ နော်ဘာလို့ဆိုအာမက်ကအဲ့ခုနကအမ်ဘူးပုံနဲ့တွဲလုံးလေးကိုကျွန်တော်ကြိုက်နေတာဗောနော်သဘောကျပြီဒီအာမက်ဟုတ်တယ်အဲ့ဒါတော်တော်လေးသဘောကျတယ်နော်ပွဲစဉ်တစ်တုံးကကျတော့အဲ့အမ်ဘူးပုံနဲ့ဒါလော့တွဲစားတဲ့အချိန်မှာ overlap and underlap တွေနဲ့ကောင်းတာဗောအခုလီဗာပူးနဲ့ပွဲမှာကျတော့ဒီအာမက်ဘူမိုကတော်တော်ဖောက်နိုင်တာပဲဗောနော်လီဗာပူးခံစီကိုအဲ့လိုအားနေသွားအောင်ဗောနော်လုံနိုင်ခဲ့တယ်ဆိုတော့အာမက်ကိုသဘောကျအဲ့ဆိုဒီဘက်မှာစီကူကဒီပွဲအတွက်ကိုဒါလော့ကိုကြည့်ချင်တာလားဟလား ဟုတ်တယ် အဲ့ဆိုဒါလောပေါ့နော်ကြည့်မယ်ကိုပြောကမှဂိုးတွေပါကြီးတက်သွားရင်တော့မသိဘူးโอเคဒါလောပေါ့ဆိုတော့ဟို press conference တော့မလာသေးဘူးပေါ့နော် press conference မစကြည့်မှာဆိုတော့ဒီကာစီမီရိုရဲ့ fitness အခြေအနေကိုတော့မသိရသေးဘူးပေါ့သူကကြက်ခိုင်မပြေဝတ်တယ်လို့သတင်းလေးတော့ထွက်ထားရပါတော့ဆိုတော့ဒီနှစ်ယောက်နေရာမှာဘယ်သူရေးထည့်မလဲ အဲ့ဆိုကာစီထည့်လို့မရတော့ဘူးပေါ့နော် ထည့်လဲရတယ်ဘာလို့ဆိုတော့မသိမှမသိကြသေးရသူက doubtful ပဲဖြစ်တာလေးသိမှမပါဘူးလို့ဆိုတာမျိုးမဟုတ်ဘူးဆိုတော့ အဲ့ဆိုရင်တော့တူတူဆန်ပဲထည့်လိုက်တော့မယ်တူတူဆန်ရဲ့ဘရူနိုရဲ့ပေါ့ ကာစီမီရိုနဲ့ဘရူနိုပဲထည့်လိုက်တော့မယ်ပေါ့နော်မပြောင်းလဲဘူးပေါ့အဲ့ကာစီမီရိုလိုမျိုးလေခေါင်းတိုက်ဘောတွေပါသွင်းနိုင်တဲ့ကစားသမားရှိရလဲအားတာပေါ့နော်နောက်ပိုင်းမှာဆိုရင်သူကဒါလောကိုလက်ပစ်ဘောအထူးကျင်ခိုင်းထားပြီးတော့ဒီသူတို့အိမ်ကနေပြီးတော့ရှေ့မှာဒီကာစီရဲ့ဒီလစ်ကမကွိုင်းရရဲ့ပြီးရင်ယူရိုပါတဲ့ပွဲဆိုယူရိုပဲဗျာအဲ့လိုအရက်ရှိတဲ့ဘယ်ဒီအမှဆိုချက်စကူကလည်းရှိသေးရဲ့အဲ့ဒီကွက်သုံးတာလေးရနော်စတန်ဒါလက်နဲ့ပွဲမှာဆိုအဲ့ဒါကြီးမြင်ရတယ်တပွဲလုံးဒါလောကဟိုဘက်မှာလက်ပစ်ဘောရတယ်သူကအဲ့ဘက်ကိုသွားမြောက်တယ်နော်ဆိုဒါလောဘာကိုကလည်းဆိုရင်သူလက်ပစ်ဘောကိုသူခိုးပြီးကျင့်နေတယ်ဗောနော်ဒါကတော့သေချာတဲ့လောက်ပဲပေါ့ဟုတ်ပြီအဲ့ဆိုကျွန်တော်ပြောရမယ့်နေရာလေးရောက်ပြီပေါ့နော်ဘယ်လိုလုပ်မလဲပေါ့ဒီမှာ chef ကိုထည့်ရင်ကိုညာထည့်လို့မရဘူးဒါမျိုးတွေဖြစ်လာမယ်ဆိုတော့စီကူဘယ်လိုထည့်ကြလဲ ကျွန်တော်အမြင်ကတော့ဒီလိုပွဲတွေကတခြားလေးသတိထားပြီးတော့နီးပြတောင်းနေတယ်ဆိုတခြားလေးသတိထားပြီးတော့ line-up ကိုရွှေ့ရမယ်ပေါ့နော်အဲ့တော့ chess ကိုလို့မကြွမဖြစ်သေးရဲ့လာမမျိုးတော့ line-up ထဲတော့မရဘူးပေါ့နော်အဲ့တော့အဲ့နေရာမှာတော့ကိုညာကြိုက်တယ် ဒါဆိုတော့ဒါလီဗာပူးနဲ့ပွဲတုန်းကလိုပုံစံမျိုးတော့နည်းနည်းဆန်နေရပေါ့နော်ဒါဆိုတော့အထောင်မှာမန်တီယက်ကိုညာလေးကိုထည့်လိုက်မယ်ပေါ့ဟုတ်တယ်နော်အထောင်မှာပြောရမလား ဟုတ်တယ် ဆိုတော့ဒါဆိုကျွန်တော်ပွဲရလေအရန်ကတ်တယ်ဗျာအရန်နီးရလို့ထင်ရတယ်ပေါ့နော်ဒီညလုံနေရဆိုမဲ့စနေနေ့ဆိုရင်လည်းပွဲရရောက်သွားတော့မှာဆိုတော့လီဗာပူးနဲ့ပွဲရအတိုင်းလေးပဲပြန်မြင်ခြင်းတဲ့ပုံစံမျိုးဖြစ်မယ်ပေါ့နော် ဟုတ်တယ်အဲ့တော့ပွဲ line-up ကအကောင့်မိုက်တယ်မဆိုးပါဘူး လိုက်တယ်ပေါ့နော်မောင်းကတော့ကျွန်တော်ဗီဒီယိုပုတ်တော့တက်လုပ်ထားတယ်ပေါ့နော်MSC ကိုမမေးရသေးလို့လေဆိုတော့မေဆန်မောင်းရဲ့ဒီဟာဒီကစားပုံကတော့သူ okay လား injury ပါရောပြန်ရနိုင်မယ့်အလားအလာရှိလားပေါ့သူ့ပုံစံကဘယ်လိုနေတော့ fitness ပိုင်းရောတော်တော်ကြီးကိုမြင်ရတာဟို fitness ပိုင်းကအစားကောင်းနေပြီလို့ထင်လား fitness ပိုင်းလေးတော့မဆိုးနည်းနည်းလေးအားရပါရင်တော့ဆိုလို့ရှိရင်ဒီဘက်ကနှစ်ပွဲလောက်ဆော့လိုက်တာနဲ့ဒီဘက်ကစင်မပြေတော့တင်းနေတက်လာပြီမေဆန်မောင်းဘယ်လောက်နားရပါမယ်ဘာညာနဲ့အဲ့လိုတင်းနေကြောရန်မမြင်ကျင်တော့ဗျာဒါမဲ့ မြင်ချင်တော့ အဲ့တော်လေးကြာလေးနားပြီးတော့ပြန်လာရင်နောက်ပိုင်းတော့အဆင်ပြေလာပါကစားတာလည်းကြိုက်တယ်သူက Match United မှာသူ present အကောင်းဆုံးနံပါတ်1ချိတ်တဲ့ကစားမပြလိုက်ဆိုရင်သူပဲလေ သူပဲ အဲ့တော့တချို့ fan တွေကရှင်းမယ်ပေါ့နော်ဒီ United မောင်းကိုတွေအတွင်းသေးခြင်းနဲ့အဲ့လိုမျိုးကိုတွေအများကြီးအတွင်းသေးခြင်းနဲ့အဲ့လိုမျိုးတော့ကျွန်တော်ကတော့ဘယ်လောက်ကြီးတော့တမန်မများနဲ့ပေါ့နော်ဘာလို့လဲဆိုတော့မောင်းကအဲ့လိုကစားမမျိုးမဟုတ်ဘူးသူကအသင်းကောင်းဖို့တော့ကို sacrifice လုပ်နေရတယ် space တွေရှာတယ် out the ball တွေလုပ်တယ်ဆိုအဲ့လိုကစားမမျိုးကဒီအသင်းရလက်တိုက်စစ်ပိုင်းကောင်းနေရတယ်ပတ်သက်ပြီးတော့ပေါ့နော်အဲ့လိုကစားမမျိုးလုံးဝအတန်တိတ်ပဲပေါ့နော်အဲ့လိုနာမမျိုးကပွဲတိုင်းပါတင်တယ်ပေါ့နော်ကျွန်တော်ကတော့ yes ပေါ့ အေးပေါ့နော်ပြီးတော့တပတ်တပွဲပဲဖြစ်နေတဲ့အပြင်ကိုသူကလီဗာပူးနဲ့ပွဲမှာလေ62မိနစ်ပဲဆော့သွားတာပေါ့နော်အဲ့ဒါကိုအမိုရင်ကလည်းသူကဒါကိုသိတာပေါ့နော်ကျွန်တော်တို့လိုတွေးတော့မောင်းအရန်ချစ်တယ်ဗျာပြီးတော့သူကနေမတိလီမတိထားနေတာမဖြစ်လို့သာသုံးပါဆိုတော့ဒန်နာလည်းမရအောင်သူအဲ့လိုချက်စီးနဲ့ပွဲမှာဆိုလို့ရှိရင်သူခဏလေးပဲကစားရတာနော်အဲ့လိုတင်းဆော့တယ်ဗျာသိရမလား ဟုတ်တယ် ဆိုတော့ဒီပွဲဆိုလို့ကျွန်တော်ချုပ်ပြောရမယ်ဆိုလို့ရှိရင်တော့အဲ့လိုဘယ်လိုရလက်မျိုးတွေထွက်လာမယ်ထင်တယ်ပေါ့နော်ရလက်အတိအကျကြီးမဟုတ်ပေမဲ့အဲ့လိုဟိုတည်ကြမဲ့ဘက်ကိုသွားနေလားဒါမှမဟုတ်လို့ရှိရင်
အနိုင်ရနိုင်လားပေါ့နော်နိုင်မယ်ဆိုရင်တော့ကျွန်တော်ကတော့ဟိုအဆင့်ရက်တည်မှုကတော့တော်တော်ကြီးတက်လာမှာပေါ့နော်ဆိုတော့ ဟုတ်တယ်ဟုတ်တယ် ဆိုတော့ပွဲရဲ့အဓိကပေါ့ရလက်ပိုင်းနဲ့ပတ်သက်ပြီးတော့ပြောကြည့်ပါ ဂျက်လက်ပိုင်းကတော့ကျွန်တော်ခုနကပြောလို့ပဲကျွန်တော် United ကိုနိုင်မယ်လို့မှန်းတာပေါ့နော်ဒါကကျွန်တော်ဟို United fan မလို့ပြောရတော့မဟုတ်ဘူးပေါ့နော်ဒီတိုင်းဟိုတခြားစဉ်းစားပြီးတော့တောင်းတက်ပြီးတော့ပြောရပါ1-0 2-0လောက်တော့သွားမယ်ဒီခုန stat တွေကိုလည်းယုံတယ်ပေါ့နော်ကျွန်တော်ဒီကျွန်တော်ဆယ်ကားတွေ့ရတခါမှတည်ရမကြတာဆိုတော့ဒါဒီပွဲကလည်းဟိုပြောအနိုင်ရလက်ပေါ်လာမှာပေါ့နော်ဘယ်သူဘယ်တင်းဖြစ်မလဲပေါ့အဲ့တော့ကျွန်တော်ဒီအင်ဝင်နဲ့အားတာတယ်ဒီဟာဒီမှာပေါ့နော်3ပွဲလောက်နိုင်တာဆိုတော့မစိုးဘူးဒီ motivation ဘိုင်းမှာလည်းပို့ပြီးတော့ကောင်းနေတယ် United ကနိုင်သွားမယ်ပေါ့နော်အဆင့်ကအဲ့ခါကျရင်ဘယ်လိုပြောရမလဲဆိုတော့ Crystal Palace က Arsenal နဲ့တွေ့မှာဆိုတော့သူကလည်းနိုင်ဖို့မဖြစ်နိုင် Sunderland ကလည်း Chelsea နဲ့ဆိုတော့မဖြစ်နိုင် Spurs က Everton နဲ့ဆိုတော့နည်းနည်းရုန်းကန်ရမယ်ဆိုတော့ဒါ United ကအဆင့်6လောက်ထိ6ခွန်လောက်ထိတက်သွားနိုင်မယ်လို့ထင်တယ် ရှင်တိုင်းပွဲနဲ့တူတက်သွားနိုင်တယ်ပေါ့နော်အဲ့ကိုဘောအသင်းတွေကလည်းပဲပွဲပန်းထားတယ်ဗျာအဲ့လိုဥရောပပွဲတွေကန်ထားတယ်စပါဆိုလို့ရှိရင်လည်းပဲမူနာကိုကွင်းမှာကန်ထားတယ်သူတို့တရေပဲရခဲ့တာပေါ့နော်ဆိုတော့အဲ့လိုဖြစ်ခဲ့တယ်ဆိုတော့သူတို့ပွဲပန်းမှုတွေကိုအခွင့်အရေးယူရမယ်တော့ဖြစ်နေတော့ ဟုတ်တယ် ကျွန်တော်ကဒီ Brighton ရဲ့အဲ့ဂိုးပေးများနေရတာကြီးကိုကြည့်ပြီးတော့အဲ့လိုကိုယ့်အသင်းကိုအနည်းဆုံးတော့2ဂိုးလောက်ရစေနေပေါ့နော်ဒီတိုက်စစ်ကြီးနဲ့ဗျာဒီ mentality ကြီးနဲ့ပေါ့နော်ဒီလောက်စိတ်တက်ကြွပြီးတော့ဟို dressing room ပြဿနာကြီးဆိုတာလည်းမဟုတ်ဘူးဆိုတာမျိုးတွေကျွန်တော်တို့တက်တည်ပြလိုက်နိုင်ပြီဗျာဒီ main တို့ဘာလို့အောင်ပွဲခံသွားတဲ့ပုံစံတွေကစမန်ပါပါနဲ့သိရမလားအသင်းရဲ့ mentality ဘိုင်းကပြန်ကောင်းလာပြီဒါစိတ်ပိုင်းဆိုင်ရာမှာလည်းအရေးကြီးတယ်ဗျာအဲ့ဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့နဲ့ပွဲမှာ Liverpool ဖြစ်သွားတဲ့ခံစစ်ပုံစံမျိုးကြီးလေအစည်းပြေသလိုမျိုးကြီးဒါက Liverpool ကဒီတပွဲလေးခဏလေးပဲခဏ3-4ပွဲစတိုက်ရှုံးလို့ဖြစ်တာဗျာကျွန်တော်တို့ဆိုတာနှစ်ချီနေပြီသိရမလားနှစ်လောက်ချီနေပြီဒါမျိုးကြီးကြုံနေရဘယ်လောက်ကောင်းတဲ့ဘဲကြီးတွေပဲဖြစ်ပါစေပေါ့နော် pressure တွေကများဆိုသူတို့ pressure ဘယ်လောက်များလဲဆိုတော့ကိုကမခံစားဘူးလေသိမှမသိတာဟိုကိုရီစံမီပွဲဖြည်တယ်ဆိုတာဟိုကိုအိမ်ရဲ့ pressure ပဲရှိတာလीသူတို့ကကြတဲ့ကမ္ဘာလုံးကလူတွေကစောင့်ကြည့်ပြီးတော့အဲ့လို all hit sell ဆိုတာကြီးခံနေရတဲ့သူတွေဆိုတော့pressure ခံနိုင်ဖို့ကလိုတယ်ပေါ့နော်ဆိုတော့အခုအချိန်မှာတော့အကောင့်ဘက်ကိုပြန်ရောက်လာပြီစိတ်တက်ပိုင်းကလည်းကောင်းနေပြီဆိုတော့ဒီပွဲလည်းပဲနိုင်တဲ့နဲ့ကျွန်တော်အနေနဲ့ကတော့ဒါအနည်းဆုံးတော့2-3 ဂိုးထိကိုသွားတဲ့ဘာဖြစ်လို့ဆိုတော့ Brighton ခက်စစ်တလောက်မကောင်းနေပြီကိုရီးယားဖောင်ကလည်းကောင်းနေတဲ့အချိန်ဖြစ်လို့ momentum တိဆောက်ရမယ့်အချိန်ဖြစ်လို့ပေါ့နော်ဆိုတော့နိုင်မယ်လို့ပဲမျှော်လင့်ပါတယ် ဟုတ်တယ်ကျွန်တော်လည်းအဲ့လိုပဲထင်ပါတယ်2-0လောက်ပေါ့ Okay ထိုင်လူကြီးကတော့အန်တိုနီတေလာပေါ့နော်ရားတယ်ဘယ်သူဖြစ်ဖြစ်မိုက်ကယ်အိုလီဗာနဲ့နိုင်သွားကြရတိတ်ပြီးတော့ထိုင်လူကြီးတွေကိုမကြည့်တော့ဘူးအဲ့လိုဖြစ် ကြည့်တယ်ဘူးမဆိုင်တော့Okay အဲ့ဆိုဒီ30ချက်ကတော့ဒီလောက်ပဲလေနော်နားကြရမယ်စီကူချေစုနော် Okay ပါ Okay